Black Honey ကာလာမှာအရန်ကိုဈေးတင်ပြီးတော့လှတဲ့ပန်းစည်းလေးတွေနဲ့ပြပြမယ်နော်ဒါလေးတွေကတော့တပွင့်ပန်းစည်းလေးဖြစ်ပါတယ်ဒါလေးဆိုဈေးတန်းလေးတွေက4,000ဝန်းကျင်ပဲရှိတယ်လက်စီမှာလက်တွေလည်းလက်ကားလည်းရမယ်ပေါ့နော်ကြိုတော့မှာပေးရမယ်ရှင်ဈေးကနေစပြီးတော့ယူလို့ရတယ်ဒါပေမဲ့ဟိုပေါ့နော်50စီး10စီးကနေယူတဲ့ခါကျရင်တော့ဈေးလေးသက်တောင်းမယ်ပေါ့နော်4,000ဝန်းကျင်ပဲကျတင်မှာဖြစ်တယ်ပေါ့နောက်တစ်ခုပြပေးစရာရှိပါတယ်နောက်တစ်ခုကတော့ဒါနန်းကိုတိုင်းတွဲပေးထားတဲ့ဟာလေးကြီးပေါ့နော်အရုပ်ကလေးပါမယ်ဂိုင်းဆွဲအိတ်လေးပါမယ်ပြီးလို့ရှင်အထက်ထဲမှာပန်းစည်းလေးတစ်စီးပါအောင်မယ်ကွာပန်းစည်းဆိုတဲ့နေရာမှာဒီလိုပန်းစည်းလေးကိုထည့်လဲရတယ်ဒါမှမဟုတ်ရင်ချောကလက်ပန်းစည်းလေးထည့်ချင်တဲ့မကြီးဆိုလဲနန်းကလုပ်ပေးဦးပါအဲ့တော့ဒီလိုဂိုင်းဆွဲပုံးလေးတွေဒီလိုပုံးလေးတွေနဲ့မှာပုံးရောပန်းစည်းတစ်စီးရောအရုပ်တစ်ရုပ်ကောအပါမှာ2000ကျော်ပဲရောင်းပေးထားတယ်ပေါ့နော်အဲ့တော့2000ကျော်လေးနဲ့3000မပြည့်တဲ့ဈေးနဲ့ပေါ့နော်ဒီလိုမျိုးလက်ဆောင်ပေးဖို့စက်ကလေးတွေကိုလမ်းစီမှာကြိုပြီးတော့ order တင်ပြီးတော့မှာယူလို့ရပါတယ်ပေါ့နော်ရန်ကုန်မြို့လေးဆိုရင်တော့နိုင်အယောင်ငွေချီတဲ့လုပ်ပြီးတယ်ဒါပေမဲ့ order လေးတွေ cancel လို့တော့မရဘူးပေါ့နော်အဲဒါကြောင့်မလို့နန်းစီမှာအမြန်ဆုံးမှာပေါ့နော်ဒါလေးတွေကပစ္စည်းလေးတွေပြတ်တာဖြစ်တဲ့အတွက်နန်းကဦးသူကိုဦးစားပေးမှာပေါ့နော်အရင်မှာတဲ့သူကြီးရမယ်လို့ပြတ်ကျင်တာပါရှင်အဲဒါကြောင့်မို့လို့လိုချင်ပြီဆိုအမြန်ဆုံးနိုင်ရဲ့ Facebook မှာပဲဖြစ်ဖြစ် Viber မှာပဲဖြစ်ဖြစ်ပေါ့နော်လာရောက်မှာယူလို့လည်းရပါတယ် TikTok ကနေလည်းမှာယူလို့ရပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်